ဒီထဲကလေအဖူးတွေခူရောင်ရင်းနဲ့ရွက်တွေရွက်ကြံมาတော့တယ်ရှင်ရွက်တွေကလည်းလှမလှနော်ကြည့်ပါဦးစိမ့်ဖန်းနေရပဲဒါကနောက်ထပ်တရက်နေ့လောက်နေရင်ခူးလို့ရပါပြီရှင်အရွက်တွေလည်းရောင်းကျင်တယ်နော်ဝယ်တဲ့သူရှိအောင်မလားမသိဘူးကြုံတန်းပြန့်တယ်ပဲကျွန်တော်အရွက်တွေကကျွန်တော်စီမှာလည်းအဖူး6တာတွေပဲရှိပါတယ်ဟိုအများကြီး6တာနဲ့နည်းနည်း6တာပဲကွာမနော်တချို့ကအဖူး6တယ်ဘာဖြစ်တာလဲအဲ့လိုကျတော့ဟိုရွှွန်နေရင်လည်းဖြစ်တယ်တခါကျတော့ဝင်ထိုက်သွားလို့6တာမျိုးလည်းရှိတတ်တယ်ဒါဆိုရင်ကျတော့အရွက်ကိုလှမ်းခူးလိုက်တာပေါ့နော်လှမ်းခူးလိုက်တဲ့ခါကျတော့သူကအဖူးလေးရိုင်သွားတဲ့ပုံရှိအဲ့ခါကျတော့6သွားနော်ဒီမှာပါနော်ဒူးမမလှချင်နေဗျာကျွန်တော်မျက်လုံးထဲမှာတအားလှနေပြီးတာပါပဲ